ရှေးရှေးတုန်းကတာယာလှပတဲ့ရွာလေးတစ်ရွာမှာအဖိုးအိုတဦးနဲ့သူ့ရဲ့သားသုံးယောက်နေထိုင်ကြပါတယ်။ဒါပေမဲ့အဲ့ဒီသားသုံးယောက်ဟာတယောက်နဲ့တယောက်အမြဲလိုရန်ဖြစ်နေကြပြီးဘယ်တော့မှစည်းလုံးမှုမရှိကြပါဘူး။သားတွေရဲ့အခြေအနေကိုကြည့်ပြီးအဖိုးအိုဟာအမြဲတမ်းစိတ်မကောင်းဖြစ်နေရသလိုသူတို့ရဲ့အနာဂတ်အတွက်လည်းအမြဲစိုးရိမ်နေခဲ့ပါတယ်။ဒီနေ့မှာတော့အဖိုးအိုကသူ့သားတွေကိုထိရောက်တဲ့သင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာထင်းစီးတစ်စီးကိုယူလာပြီးသားတွေကိုခေါ်လိုက်ပါတယ်။သားကြီးကအရင်ဆုံးရှေ့ထွက်လာပြီးအားကုန်သုံးကချိုးကြည့်ပါတယ်။ဒါပေမဲ့ထင်းစီးကြီးကနည်းနည်းလေးတောင်မကွေးသွားပါဘူး။အဲ့ဒီအခါမှာတော့အဖိုးအိုကပြုံးလိုက်ပြီးထင်းစီးကိုဖြည်းဖြည်းချင်းဖြီလိုက်ပါတယ်။တွေ့လားသားတို့မင်းတို့စီးလုံးနေရင်ဒီထင်းစီးလိုပဲဘယ်သူမှမဖြတ်စည်းနိုင်ဘူးဒါပေမဲ့မင်းတို့သာကွဲနေကြရင်တော့ဒီထင်းတစ်ချောင်းလိုပဲအလွယ်တကူအလဲအကွဲခံအဲ့ဒီအချိန်ကစပြီးသားသုံးယောက်ဟာရံမဖြစ်ကြတော့ပဲစီလုံးလုံးနဲ့အတူတူနေထိုင်သွားကြပါတော့တယ်ဟုတ်ပါတယ်စီလုံးချင်းသည်အင်အားပါပဲ